လူမိုက်ရဲ့လက္ခဏာလူမိုက်ရဲ့အမှတ်အသားလူမိုက်ရဲ့လုပ်ငန်းစဉ်ဟာ၃မျိုးရှိတယ်လူမိုက်အကြောင်းပြောတာပေါ့နော်လူမိုက်ရဲ့လက္ခဏာဟုတ်လားလူမိုက်ရဲ့အမှတ်အသားနော်လူမိုက်ရဲ့လုပ်ငန်းစဉ်လူမိုက်ကဘာတွေလုပ်တုံးပေါ့ဒါကိုကြည့်ပြီးတော့လူမိုက်လို့ဘယ်လိုလုပ်သိနိုင်မလို့လူမိုက်ကိုဒါလူမိုက်လို့သိနိုင်ကြောင်းလက္ခဏာအမှတ်အသားပေါ့နော်ဒါလူမိုက်ကိုအဲ့လိုအဓိပ္ပာယ်ဖွင့်အဲ့တော့လူမိုက်လို့သိနိုင်တဲ့လက္ခဏာလူမိုက်ရဲ့အမှတ်အသားလူမိုက်ရဲ့လုပ်ငန်းစဉ်ဟာဘယ်လောက်ရှိအောင်ဆိုတော့၃မျိုးရှိတယ်တဲ့ဒီနေ့မှနေ့အဲ့ဒီ၃မျိုးကိုကြည့်ပြီးတော့လူမိုက်လို့သိနိုင်တယ်အဲ့ဒီ၃မျိုးကလူမိုက်လက္ခဏာလူမိုက်အမှတ်အသားလူမိုက်ရဲ့လုပ်ငန်းစဉ်ပဲတဲ့ဘာ၃မျိုးတော့၃မျိုးကနော်ဒုစိန်တိတစိန်တိစာဟောတိဒုဗ္ဗတိတပါတိဒုက္ခကမ္မကာရီလူမိုက်ဟာတွေးပြီးဆိုရင်မကောင်းတာတွေပဲတွေးတယ်တဲ့ကိုယ်ထိခိုက်စေမဲ့သူများကိုထိခိုက်စေမဲ့ဆင်းရဲစေမဲ့မကောင်းတာတွေပဲတွေးတယ်ဒုစိန်တိတစိန်တိနောက်ဒုဗ္ဗတိတပါတိပြောပြီးဟေးဆိုရင်လည်းမကောင်းတာပဲပြောတယ်အကျိုးမရှိတာပဲပြောတယ်ဆင်းရဲကြောင်းပဲပြောတယ်အကျိုးမဲ့တာတွေပဲသူ့နှုတ်ကထွက်တယ်ဟုတ်လားလုတ်ပြီးဟေးဆိုရင်ဟောတဲ့ဒုက္ခကမ္မကာရီကိုယ်ထိခိုက်စေမဲ့သူများကိုထိခိုက်စေမဲ့ဆင်းရဲစေမဲ့မကောင်းတဲ့အလုပ်ကိုပဲလုပ်တယ်တဲ့၃ချက်နော်တွေးပြီးဆိုရင်မကောင်းတာပဲတွေးတယ်ပြောပြီးဆိုရင်မကောင်းတာပဲပြောတယ်လုပ်ပြီးဆိုရင်မကောင်းတာပဲလုပ်တယ်တဲ့အဲ့ဒါလူမိုက်ရဲ့လက္ခဏာလူမိုက်ရဲ့အမှတ်အသားဒါလူမိုက်ရဲ့လုပ်ငန်းစဉ်ပဲတဲ့အဲ့ဒါကိုကြည့်ပြီးတော့ဘုန်းဘုန်းတို့ဟာဒီလိုဟာလူမိုက်လို့သိနိုင်နေတဲ့ဒါက